တာယာနေနေလေတနေ့မှာတော့စုစုဟာသူ့အဖွားရင်သွားမှာမလို့အရန်အောင်မှပြုံနေပါရဲ့။သူဟာသူ့အဖွားရင်သွားနေနဲ့လမ်းမှာအရန်လာတဲ့ပန်းလေးတွေတွေ့လိုက်ရပါရဲ့။ Wow ဒီပန်းလေးရလာပဲအရှင်းကြိုက်တယ်ဒီလိုနဲ့သူလည်းအရှိကိုကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီတက်လာတဲ့ပန်းတွေတွေ့ပြီးအရန်ကိုပျော်သွားပါတယ်။ပြီးရဲ့နောက်မှာသူလည်းအဲ့ဒီပန်းတွေနားကိုသွားလိုက်ပါတယ်။ဒီပန်းလေးရရလာပဲရှင်ငါဒီမှာဆော့သွားအောင်မယ်ဒီလိုနဲ့သူလည်းပန်းလေးတွေနဲ့သူလိပ်ပြလေးနဲ့ဆော့နေတဲ့အချိန်မှာအနောက်ကနေဝင်းပလေကြီးတစ်ကောင်ဟာရောက်လာပါတယ်။စုစုလည်းအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာဝင်းပလေကြီးကိုတွေ့ပြီးအရန်လန့်သွားပါတယ်။နေဘလူလဲ။အိုး你ငါ့ဘာမှမလုပ်နဲ့နော်ငါနေ့ကဘာမှမလုပ်ပါဘူးငါတငယ်ချင်းရှာနေရတူတယောက်ပါငါမှတငယ်ချင်းမရှိဘူးနေငါနဲ့တငယ်ချင်းလုံးမလားကလေးမလေးအော်အဲ့ဆိုလေပြီးရပါပဲဝင်လေရဲ့ငါလည်းလုပ်မယ်လေဒီလိုနဲ့ဝင်းလေးလည်းသူ့မျက်နှာပြောင်ပြနေပါတယ်နေမျက်နှာပြောင်တော့ဆက်မရည်ဘူးမကောင်းဒါနဲ့ငါဘာဖြားနေလို့ငါပွားရင်သွားလဲအောင်မယ်နော်ဒီလိုနဲ့ဝင်းလေးကဒေါ်လာတွေကြွပြီးနေဘာလို့ငါနဲ့တူတူမနေရလဲအနည်းကိုစိတ်ဆိုးလိုက်မှာနော်ဒီအချိန်မှာမုတ်ဆိုးတယောက်ဟာရောက်လာပါတယ်မုတ်ဆိုးရဲ့ခြေတံကိုကြားရနဲ့ဝင်းလေးကြီးဟာအရန်ကိုလန့်သွားပါတယ်ပြီးရဲ့နောက်မှာစုစုကိုပြောပြီးတော့သူလည်းထွက်ပြေးသွားပါတော့တဲ့ဒီလိုနဲ့စုစုလည်းပါဇက်ကြီးဟာပြီးကြံခဲ့ပါတယ်ဒီအချိန်မှာတော့မုတ်ဆိုးကြီးဟာရောက်လာပါတယ်စုစုလည်းမုတ်ဆိုးကြီးကိုမြင်ပြီးလန့်သွားပါတယ်မုတ်ဆိုးကြီးဟာခန့်ပြီးတော့ဗလာတောက်နေပါတယ်我这里拿雷金那把龙女雷，云南爱面面爱人哦。အိုးတမီးကအဖွားရင်သွားဘလို့ပါတမီးပန်းလေးတွေကူးနေရ嘿，阿水，人家那龙，今嘛我们来的是过来不变那里。ဒီလိုပြောပြီးသူ့အဖွားအိမ်ကိုမုတ်ဆိုးကြီးဟာလိုက်ပို့ပြီးလိုက်ပါတယ်လိုက်ပို့နေရဲ့လမ်းမှာပဲသူတို့တွေမရောက်သေးခင်မှာဝင်းမလေးကြီးကသူ့အဖွားအိမ်ကိုရောက်နေပါပြီသူဟာအဖွားအိမ်သွားပြီးအဖွားကိုကြိုက်စားချင်နေရဲ့ဝင်းမလေးကြီးပါအိုးအဖွားကြီးတမီးလာပြီနော်တမီးကိုတကားပွင့်မေးအောင်လေတမီးစုစုပါဒီအချိန်မှာအဖွား这个不会拿，等你休息。ဒီလိုနဲ့ပဲအော်ဒိန်နဲ့စူညံသွားပါတော့တဲ့ဒီလိုနဲ့ပဲလမ်းမှာတော့စုစုနဲ့မုတ်ဆိုးကြီးဟာရောက်လာပါတော့အဖွားရင်ရောက်တဲ့အခါမှာတော့စုစုကအိုးကျေးဇူးတင်ပါတယ်နော်အကိုလိုက်ပို့ပေးလို့လေတမီးကို哦，也白的，阿哥啊，等你留吃给我吧。ဒီလိုနဲ့မုတ်ဆိုးကြီးဟာထွက်သွားပါတော့တယ်ဒီအချိန်မှာပဲစုစုဟာအဖွားကြီးတမီးဝင်လာခဲ့မယ်နော်တမီးစုစုပါဟေးဝင်လာခဲ့သမီးတကားဖွင့်လာတယ်နော်ဒီလိုနဲ့ပဲစုစုလည်းအိမ်ထဲဝင်သွားပါတယ်သူ့အဖွားနေရာမှာတော့ဝင်းမလေးကြီးဟာဦးပြီးနေပါတယ်အိုးအဖွားတမီးအဖွားတမုတ်တွေဝင်လာတယ်ဟေးသမီးလာခဲ့နော်အိုးဟုတ်ကဲ့ပါဒီလိုနဲ့ပဲစုစုလည်းသူ့အဖွားနာရောက်လာပါတယ်အိုးအဖွားနဲ့ရွက်တယ်ဘာလို့ကြီးနေရလဲဘွားဒီမကောက်လို့ပါကွယ်ဒီလိုနဲ့ပဲစုစုဟာထပ်မိလိုက်ပါတယ်အိုးအဖွားနဲ့လာခဲ့ပါဒီလိုပြောပြီးဝင်းပလေးကြီးလည်းသူ့ချောင်းလန့်လိုက်ပါတယ်စုစုလည်းအယောင်မှလန့်သွားပါတယ်ဝင်းပလေးကြီးဟာစုစုအခုတော့ဝါးစားတော့မှဖြစ်ပါတယ်ဝင်းမလေးကြီးလည်းစွတ်စွတ်ရောသူ့အဖွားကိုစားပြီးဝိုင်းမလို့ဘိုက်ကြီးကတော့ဖောင်းနေပါပြီဟာငါပိုက်ကြီးဖောင်းနေပြီဒီအချိန်မှာပဲမုတ်ဆိုးကြီးဟာလည်းအိမ်ကိုပြန်နေပါတယ်သူလည်းသွားနေနဲ့အော်ဒန်ကြီးကိုကြားလိုက်ရတဲ့အခါမှာစူးစူးတို့အိမ်သားကိုလာလိုက်ပါတယ်ဆ
ဆူဆူနဲ့တို့ဘိုင်းနဲ့တခုဖြစ်နေပြီထင်တယ်ဒီလိုနဲ့ မိုးဆိုးကြီးလည်းတတ်နိုင်တဲ့လောက်ကိုပြေးလာပါတယ်ဒီအချိန်မှာဝင်းမလေးကြီးကတော့စူးစူးနဲ့သူ့ဘောင်စားပြီးအိတ်နေပါတော့တယ်ဝင်းမလေးကြီးကိုမိုးဆိုးကြီးကလည်းမြင်ပြီးတော့သူလည်းအကုန်လုံးသဘောပေါက်သွားပါတော့တယ်ဒီလိုနဲ့မိုးဆိုးကြီးဟာဝင်းမလေးကြီးနောက်ဖြည်းဖြည်းချင်းတတိထားပြီးလာနေပါရဲ့ဝင်းမလေးကြီးဟာတော့အေးစစ်သူ့ကိုယ်သူလုံးကြုံပြီလို့ထင်ပြီးအိတ်နေပါတယ်မိုးဆိုးကြီးဟာဝင်းမလေးနာသွားပြီးဝင်းမလေးပိုက်ဖောင်းနေရကိုကြည့်ပြီးတော့ဝင်းမလေးပိုက်တဲ့ကဆူဆူနဲ့သူ့ကိုဖွားကိုဝင်းမလေးပိုက်ခွဲပြီးကဲပြီးလိုက်ပါတော့တယ်ဒီလိုနဲ့ဆူဆူနဲ့သူ့ဖွားလည်းပြန်ထွက်လာပါတယ် အဖွားတို့တတိထားကြအောင်လို့တော်ရီလို့ဘောသားချိန်ပြီးရောက်လာလို့မဟုတ်ရင်တော့ အော်ကျေးဇူးတင်ပါတယ်ဒါလေးရဲ့ ကျေးဇူးတင်ပါတယ်နော်အကို ရပါတယ်ဒါတော့အခုကဲပြရမယ်လောက်ပါပဲဒါဆိုကျွန်တော်သွားလာမယ်နော်ကဲယူဆိုင်ပြီးနေကြပါဝမှုလေးတွေရအရှမ်းလဲစားတတ်တဲ့ဒါကြောင့်ကိုပဲယူဆိုင်တော့အဖာနဲ့တမီးလေး ဒီလိုနဲ့မိုးဆိုးကြီးဟာဝင်းမလေးကိုတဲပြီးတော့ပြန်ပြီးတော့ဒီဘက်ကိုထွက်လာပါတော့တယ်ဒီလိုနဲ့ဆူဆူနဲ့သူ့အဖွားတို့လည်းအသက်ဘေးကနေလှုပ်ကင်းပြီးတတရရနဲ့မုတ်ကလေးတွေသမင်းလေးတွေစားလိုက်ကြပါတော့တယ်ဒီလိုနဲ့ပဲဒီမှာရင်ပုံမြင်လေးဟာပြီးဆုံးသွားပါတော့တယ်